အစိုးအနှွေတွေနဲ့မိဘရဲ့အရေးမှာကွယ်ပူပြီးတော့ကြတွေလည်းမရှိခဲ့ရပါနဲ့လူလောကလေးရှောင်ရမယ်ရွယ်ချစ်ရမယ်သူတွေ့လာတော့အတူတူလက်တွေ့နှစ်ယောက်ချင်းပြောတယ်အမေအိမ်ကိုလေးမိထားခဲ့ပါတယ်ချစ်တဲ့အစိုးအနှွေတွေနဲ့မိဘရဲ့အရေးမှာကွယ်ပူပင်တော့ကြတွေလည်းမရှိခဲ့ရပါနဲ့လူလောကလေးရှောင်ရမယ်ရွယ်ချစ်ရမယ်သူတွေ့လာတော့အတူတူလက်တွေ့နှစ်ယောက်ချင်းပြော